ကျမဘဝချစ်ခီးတစ်လျှောက်မှချစ်ခဲ့ဘူးသူ3ယောက်ရှိတယ် ကာတော့လာပြောကြီးပုံကြည့်ရတာတော်တော်ရွယ်နေပြီ နေစလိုက်တဲ့ရစ်တွေမတောက်နဲ့ဟာငါမကြိုက်ဘူး ငါတို့ယောက်ျားလေးတွေတောက်စားဖို့အတွက်နိုင်ငံတော်ကခွင့်ပြုထားတာနော်ပန့် ငါခွင့်ပြုနိုင်ဘူး ဘာလဲနင်ကနိုင်ငံတော်ပုတ်ကနာလား အရင်ချစ်တဲ့ကိုကို ခဏကြီးနော်စံတဗီကို8000စီ90တာကို4500စာစနေမို့ကျက်သွန်နီကျက်သွန်ဖြူတစ်ပတ်ကို1000ခွဲကစုံရတဲ့စီ300ကျဲဘလို့300ငါပြီးနေကြီးနေတိုင်းစားမယ်ဆိုရင်တော့တရက်ကို1500ကုန်စည်နှုန်းတွေကြမှာအခုဒီเจ้าပြန်ပြောအောင်လीနော်အဲ့တော့ဒီမှာတမျိုးတော့မတင်နဲ့နော်စရိတ်တွေအကုန်လုံးတွက်ကြည့်တဲ့ခါကျတော့ယူလို့မဖြစ်နိုင်သေးလို့ပါ ဖေးဇနီးမယားကောင်းပြီးသားဖို့ဘာတွေလုပ်တင်လဲ ကိုယောက်ျားစကားကိုနားထောင်ရမယ်ကိုယောက်ျားရဲ့ဝေယဝိဆတွေလုပ်ရမယ်ရောက်ခမစကားနားထောင်ရမယ်ရောက်ခမရဲ့ဝေယဝိဆတွေလုပ်ပေးရမယ်ကိုယောက်ျားရဲ့ နေပါစေမရစိုးပဲလုပ်တော့မယ် 哎呦我的妈！